င်ရှင်အန်တီပါပဲအိမ်လေးကခန်းရောင်အိမ်လေးနော်ပေ40ပေ60မှာအပြည့်ဆောက်ထားတာအိမ်ရှိကားပါကင်နေရာလေးကကားတစ်စီးဒီဘက်ကတစ်စီးရယ်ဒီဘက်ကအိမ်ရှိမှာဒီဘက်ကတစ်စီးနှစ်စီးထိုးလို့ရတယ်နောက်ပြီးတော့ပြပေးလေးမှာစတိုးပုံမျိုးလေးဆိုင်ဖွင့်ဆိုင်ဖွင့်လို့နေရာနေလည်းရှိဆိုင်ဖွင့်ရင်လည်းပြန်ပြီးတော့နည်းလေးပြင်လို့ရမယ်နော်ခြံထဲမှာကအိမ်ရှိမှာဆိုတရက်ပင်အုပ်ဆန်အေးလေးရရှီမော်တာလည်းပါမယ်ရှီမော်တာလည်းပါမယ်မစားပင်ကကျွဲဘောပင်ရှိမယ်စူပုတ်ပင်ရှိမယ်အိမ်ရှိမှာဒီမာတွေအလှပတ်မဲ့နေရှိတယ်နော်အိမ်လေးကအာစီတစ်ထက်တိုက်တယ်ကျွဲဘောပင်လေးလည်းရှိရှီငုတ်ကလည်းဒီရှီမော်တာတကောင်ခွဲအားလားဟုတ်တယ်ရှီမော်တာတကောင်ခွဲအားတစ်ခါကြီးဖွင့်လိုက်တယ်တစ်ခါကျခြံလေးကခြံလေးနဲ့အိမ်လေးရဲ့နေချင်းချာအေးစီကအိမ်ထဲကိုခဏဝင်တယ်နော်အိမ်ထဲဝင်ရင်အောက်မှာရှင်းမှာလုံယိုရေးအတွက်ပါကြတဲ့ကြားလေးရှိမယ်ပြီးရင်အိမ်ရှိစေဝင်နှစ်ချုပ်လေးရှိမယ်ပြန်ကျွန်းတကားလေးနဲ့ကျွန်းတကားကလုံးဝနော် brand ရှယ်လေးကျွန်းတကားလေးနဲ့ကျွန်းတကားအိမ်ရှိဒါအေကန်နဲ့ဝင်လိုက်အေကန်ကျယ်ကိုတွေ့မယ်အေကန်ကျယ်လို့ရှိပဲပေစိတ်ပါလေပေစိတ်ခနာပြီဖြေလို့မှာအကန်ဖွဲ့စည်းပုံလေးကတစ်မျိုးလေးနော်အဲ့မှာဖျားကန်နဲ့လို့ရအေကန်အမျိုးမျိုးကိုလိုချင်လို့ရအေးရှိဒါအခန်းတစ်ခန်းပါနော်ဒါကနေ့ရက်မိဖို့လည်းချက်ဖို့ဟိုကမိသွင်းမိဖို့လည်းချက်ဖို့ဟုတ်ဒါကတော့အထက်မှာ kitchen လေးမှာတော့ဒါတော့ဒီအိမ်မှာရှင်းမှာကြောက်ကြောက်လေးလောက်ပြီးထားတယ်အောက်မှာလည်းကက်ဘိနက်လေးပါတယ်ပြင်စံလေးလည်းပါမယ်ဒီဘက်ကဒီရွှေကအိမ်သားဒီရွှေကအိမ်သားနှစ်မျိုးပါရပြောတယ်ဒါကတော့အိမ်ထဲမှာရှိတဲ့ရွှေကအိမ်သားအာရှထိုင်လေးပဲနော်အလူနေရာတိတ်လူမနေလို့နည်းနည်းမှတ်လေးရှုပ်ဒါနောက်ဖေးဒါနောက်ဖေးကတော့ what chicken ဒါဗီဒီယိုကိုရချက်လိုက်အဲ့နောက်ဖေးမှာလည်းအိမ်ကလုံးပါသေးတယ်အိမ်ဘက်အိမ်မှာလည်းဒီမှာတစ်ခုပါသေးတယ်ခဏတော့ပြင်အိမ်ပြင်မှာလည်းတစ်ခုပါသေးတယ်ဒီမှာ